Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒူရီဝေကြီးမှာကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါအိတ်ကုန်ကြပြီလားအားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော်ဒီနေ့ကျွန်တော်တို့29ရက်ပေါ့နော်တနင်္ဂနွေနေ့ဆိုတော့ကျွန်တော်တို့နှလုံးပိတ်တာပေါ့ဒီလာမယ့်ဘက်အတွက်ကျွန်တော်ပတိလေးတစ်လုံးတင်ပေးခြင်းနဲ့တင်ခွက်က9ခွက်နော်တင်ခွက်က9ခွက်ပတိတစ်လုံးကျွန်တော် free တင်ပေးမယ်အဲ့တော့ကိုရိုမတို့အနေနဲ့ချိုင်းနေတဲ့လိုက်ထိုးလို့ရတယ်ကနန်းတော်တော်ကောင်းတယ်စိုက်ကလည်းတော်တော်လှတယ်လာဖို့ရာခိုင်နှုန်းကလည်း90%လောက်ဒီကိုတည်ကြတယ်အဲ့တော့ကျွန်တော်ပတိတစ်လုံးနဲ့တင်ခွက်9ခွက်ကိုပေးမယ်နော်ပတိတစ်လုံးနဲ့တင်ခွက်9ခွက်ပေးမယ်အကိုရိုမတို့အနေနဲ့ချိုင်းနေတဲ့လိုက်ဆော်လို့ရတယ်နော်ဥစ္စာပထမပြောချင်တာကတော့ကျွန်တော်ရဲ့ဒီ channel အစ်စ်ကို subscribe နဲ့ခေါင်းလုံးမနှိပ်ရသေးရင် subscribe နဲ့ခေါင်းလုံးနှိပ်ခဲ့ကြပါဦးလက်မလေးမနှိပ်ရင်လက်မလေးအဓိကထားပြီးနှိပ်ခဲ့ပါအဓိကကတော့ subscribe ရဲ့ခေါင်းလုံးရဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်ဗီဒီယိုတင်တိုင်းအကိုရိုမတို့မြင်ရမယ်တွေ့ရမယ်ပေါ့နော်အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါเนาะအဲ့တော့ site ကလေးကအရန်ကိုလှတယ်ပတိတစ်လုံးရယ်တင်ခွက်9ခွက်ရယ်ပတိမပတ်ချင်ဘူးဆိုရင်လည်းရတယ်အဲ့တင်ခွက်9ခွက်ကိုပဲအဓိက main အနေနဲ့ထိုးပေါ့နော်ပတိပတ်နိုင်တော့ပိုကောင်းတယ်ပတိမပတ်နိုင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီ9ခွက်ကိုမွေးထိုးပေါ့နော်ဘော်တော်မကျော်လာဖို့များတယ်ပြီးတော့ကျွန်တော်တခုပြောချင်တာကကျွန်တော်မူကနန်း6ခွက်ရောင်းထားတယ်နော်မူကနန်း6ခွက်ကျွန်တော်ထုံနေကြ site ပါပဲထုံနေကြ site ပဲအရင်ဘက်ကတော့ဖောက်သွားတယ်ဒီတစ်ပတ်ဆက်ပြီးတော့မှန်ဟုတ်မလားတော့မသိဘူးကျွန်တော်ဆက်ပြီးတော့ထုတ်ထားတယ်အဲ့တော့ group မတို့အနေနဲ့ချိုင်းတဲ့တန်လာယူလို့ရတယ်ကျွန်တော်ခါတိုင်းဆို1000ခွဲနဲ့ရောင်းတာကိုကျွန်တော်1000နဲ့ပဲရောင်းပေးမယ်ဒါလည်း group မတို့ချိုင်းတဲ့တန်လာယူယုံကြည်ရင်လာယူလို့ရတယ်နော်အရင်ဘက်ကလာကားပြီးကကျမှဖောက်သွားတယ်ရှေ့ရောင်းတော့ကတောက်လျှောက်အောင်မြင်မှုရခဲ့တယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့အားလုံးမကြည့်ဘူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါနော်ကဲအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာ9နာရီထိုးပြီပေါ့နော်9နာရီ15မိနစ်ရှိပြီနော်ကဲကျွန်တော်အဓိကကတော့ကျွန်တော်တို့ channel ကို subscribe နဲ့ခေါင်းလောင်းလက်မလေးပေါ့နော်ဒါလေးတွေအဓိကထားနေခဲ့ပါလို့ပြောချင်ပါတယ်ကဲကျွန်တော်တို့တခြားပြီး like ပြီးတော့မှတ်ပေးပါနော်တခြား like ပြီးမှတ်ပေးပါနောက်မဲ့ကျွန်တော်တို့ဘောလုံးမကျော်လာဖို့များတယ်ခွန်တစ်လုံးပိုင်နော်ခွန်ပတ်တီးပါနော်ဘောလုံးမကျော်လာဖို့များတယ်တင်ကွက်9ခွက်ကတော့ခွန်3ခွန်5ခွန်20ခွန်8ခွန်6 5ခွက်ပြန်ပြောမယ်ခွန်3ခွန်5ခွန်20ခွန်8ခွန်6ပတ်တီးမပတ်ချင်ဘူးဆိုရင်လည်းအဲ့ဒီခွန်မပတ်ချင်ဘူးဆိုရင်အဲ့ဒီ9ခွက်ကိုထိုးလို့ရတယ်တင်းထိုးလို့ရတယ်အဲ့9ခွက်ပဲထိုးလို့ရတယ်ဘောလုံးမကျော်လာဖို့များတယ်ပတိမပတ်ချင်ရင်တင်ခွက်ပဲထိုးလို့ရတယ်ပြန်ပြောမယ်ခွန်ပတိပါခွန်ပတိရဲ့တင်ခွက်ကတော့ခွန်3ခွန်5ခွန်20ခွန်8ခွန်6เนาะကွန်မန့်လေးထဲမှာဝင်ရေးပြကြပါเนาะအများမြင်လို့အများမြင်အောင်လို့เนาะကွန်မန့်လေးထဲမှာဝင်မှတ်ပြကြပါတချို့ကြတော့ဗီဒီယိုကိုအစားဆုံးမကြည့်ကြဘူးဒီ3-4 မိနစ်ကိုကြည့်ကြဘူးတချို့ပြင်းတဲ့အကူတွေမှတွေရှိတယ်ဗီဒီယိုကိုကြောကြည့်တာမလုပ်ပါနဲ့ဆိုတာကအပေါ်ယံဝါသနာတွေကိုပြောတာမဟုတ်တကယ်ကူပတ်စံရင်းပြီးထိုးနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုရိုက်ရင်အများဆုံး10မိနစ်ပဲเนาะအများဆုံး10မိနစ်ပဲမိနစ်20တွေ30တွေကျွန်တော်မရိုက်ဘူးစိတ်လဲကိုယ်တိုင်နိုင်ကလည်းအဲ့လောက်ကြီးမကြည့်ကြဘူးအခုတို့မှတို့လည်းကြည့်ကြမှာမဟုတ်3-4 မိနစ်လောက်ဆိုရင်တော့အခုတို့မှတို့လည်းကြည့်ကြမယ်ကျွန်တော်လည်းကြည့်ကြမယ်ဒါဥပမာပြောပြတာเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ရိုက်တဲ့ဗီဒီယိုကကျွန်တော်အခုဆို4မိနစ်နော်3-4 မိနစ်ပဲကျွန်တော်ရိုက်တယ်နော်ဒါတော့မှကျွန်တော်2မိနစ်လောက်ပဲရိုက်2မိနစ်လောက်ပဲရိုက်ချင်တာဘာလို့လဲဆိုတော့ဟိုတလောလေးကတစ်ခါ YouTube မှာတင်လိုက်တာ short video ဖြစ်သွားတာ3မိနစ်လောက်ရိုက်တဲ့ဗီဒီယို short video ဖြစ်သွားတာဘယ်လိုဖြစ်သွားလဲကျွန်တော်လည်းမသိဘူးနော်စီကင်းပြောင်းသွားတာလားမသိဘူးကျွန်တော်အနည်းဆုံး4-5 မိနစ်ရိုက်ပေးနေရတာ short video မဖြစ်သွားအောင်နော်ကြည့်ရှုတဲ့သူတွေမမြင်ပါဆိုလို့ short video ဆိုအခုကျွန်တော်ပြောပြမယ်ဒီမှာကျွန်တော်တို့ဒီမှာ YouTube ထဲဝင်လိုက်တာနေဗျာနော် short video ဘာညာရှိတယ်ဒီဘက်မှာထားလိုက်ပါတော့နော် short video တို့ဒီမှာကျွန်တော်တို့photo တို့ဘာလို့ရှိအဲ့လိုမျိုးပေါ့နော်ကဲထားလိုက်တော့နော်အဲ့တော့ဗီဒီယိုကိုကျွန်တော်တို့ပြင်းတဲ့သူတွေအတွက်ကဏ္ဍလေးကိုမှတ်ပေးကြပါ
ဘောလုံးမကြော်ဘူးခွန်ဘတ်တီးလာမယ်တင်ခွက်ကတော့ခွန်3ခွန်5 90ခွန်8ခွန်6เนาะအခုမှလေးဝင်မှတ်မိကြပါကျေးဇူးတင်ပါတယ်အခုမှလူသစ်တွေပဲဖြစ်ဖြစ်လူဟောင်းတွေပဲဖြစ်ဖြစ် subscribe နဲ့ခေါင်းလုံးမနေရသေး subscribe နဲ့ခေါင်းလုံးပိတ်ထားကြပါအစကကျွန်တော်မနေ့ပြန်ဗရိန်နှလုံးအမြဲတမ်းအောင်နေတဲ့ဗရိန်နှလုံးတနည်းကုန်းဆိုကျွန်တော်တင်းပေးမလို့ဒါပေမဲ့ကျွန်တော်တင်းမပြီးတော့ဘူးမနေ့ပြန်ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ကြလို့တက်ကျွန်တော်မနေ့ပြန်မှပဲပြောတော့မယ်မနေ့ပြန်မနေ့ကြီးအစောကြီးတက်လာခဲ့တယ်ကျွန်တော်စောင်းမြောင်ကြည့်ရှုပါပြီအခုကတော့ကျွန်တော်တပတ်စာကွန်ဘတ်တီးရဲ့တင်ခွက်9ခွက်ပဲကျွန်တော်ပြောခဲ့တယ်မနေ့ပြန်ကျမှကျွန်တော်တနည်းကုန်းဆိုတနင်္လာနေ့တနည်းကုန်းဆို30ရက်နေ့အတွက်ကျွန်တော်ဗရိန်နှလုံးပြီးမယ်အကွက်နဲ့ပေါ့ထိုးကွက်နဲ့ပေါ့နော်အမြဲတမ်းတနည်းကုန်းတောက်လျှောက်မှန်လာတာ10ရက်လောက်ရှိပြီပေါ့နော်တော်တော်ကောင်းပါတယ်နော်ဗရိန်နှလုံးဆွဲရုံပဲအပိုင်ပဲနော်အဲ့တော့ပြောချင်တာကနေတိုက်ထိုးမဲ့သူတွေကနေတိုက်ပဲထိုးမူကနန်းထိုးမဲ့သူတွေကမူကနန်းပဲထိုးရောင်းကနန်းဝယ်ထိုးတဲ့သူတွေရောင်းကနန်းပဲထိုးကျန်တာဘာမှမလုပ်နဲ့တမျိုးတည်းကိုပဲလုပ်နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့မနေ့ပြန်ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မနေ့ပြန်တနေ့ကုန်းသာဗရိန်နှလုံးမပြောတော့ဘူးမနေ့ပြန်မှပဲကျွန်တော် live လွှင့်ပြီးတက်လာခဲ့တယ်ကျေးဇူးတင်ပါတယ်အားလုံးပဲကံကောင်းပါစေနော်ကဲအားလုံးကျေးဇူးတင်ပါတယ်